လုံးပဲမင်္ဂလာပါရှင်။ Reader ပိုင်စုစည်း channel လေးကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်။အခုတစ်ခါတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ BBC ကနေရေးသားဖော်ပြထားတဲ့နောင်ဘဝမှာကျွန်တော်လူသားမျိုးမမွေးပါနဲ့ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးခြင်းပါတယ်။နောင်ဘဝမှာကျွန်တော်လူသားမျိုးမမွေးပါနဲ့မိသားစုရဲ့အငယ်ဆုံးသားသူ့ကြောင့်အိမ်ကမိသားစုဝင်တွေစစ်ကြောရေးမှာအဖမ်းခံရပြီးနှိပ်စက်ခံရပူပါတယ်။သူကြောင့်ပဲအဖေဟာအိယာထဲမှာလဲခဲ့ရပြီးအမေကတော့အိမ်ကထွက်ပြေးသွားခဲ့တဲ့သူ့ကိုထောင်မှလာပြီးတွေ့ခဲ့ရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ23ရက်နေ့သူ့ဘဝရဲ့အားကိုးစရာရွှေတောင်ကြီးနှစ်ခုစလုံးလုံးလုံးပြိုလဲသွားခဲ့ရပါတယ်။သူထောင်ကထွက်ပြေးပြီး6ရက်အကြာမှာသူ့ရဲ့အဖေရောအမေပါတရက်တည်းလူတစုကအိမ်မော်ကိုလာပြီးဂလဲ့စားခြေတာလို့ဆိုကတနက်နဲ့ပြတ်သက်သွားတာခံခဲ့ရတာဖြစ်ပါတယ်။အခုလိုမိဘနှစ်ပါးအသက်ခံရပြီးဘဝပြတ်ခဲ့ရတဲ့အခြေအနေတွေကိုတတိယနေပေမဲ့ဆီယနာရှင်ကိုစန့်ကျင်မဲ့စိတ်ကလျော့မသွားဘူးလို့လွမြောက်နေမြေရောက်မောင်ဆန်းမင်းပိုင်ကပြောပါတယ်။နောက်ဘဝမှာကျွန်တော်လူသားမျိုးမမွေးပါနဲ့လို့တမလွန်ရောက်မိဘတွေကိုသူကပြောခွင့်ရရင်ပြောခဲ့ခြင်းနဲ့လို့တန်လင်းလူငယ်ထိန်းသိမ်းရေးစခန်းမှာစစ်ကောင်စီစန့်ကျင်မှုနဲ့အဖမ်းခံရပြီးလွတ်မြောက်နေမြေရောက်လာသူမောင်ဆန်းမင်းပိုင်ကပြောပါတယ်။အသက်19နှစ်အရွယ်ဆိုတာတာမန်အားဖြင့်ပညာရဲ့တစ်ခုခုဝါသနာပါတဲ့အရာတစ်ခုကိုယူသွပြီးအိမ်မက်တွေနောက်ကိုလိုက်နေတဲ့အရွယ်သို့မဟုတ်လူငယ်ဘဝရဲ့ပျော်ရွှင်မှုအရာတာကိုခံစားနေရမယ့်အရွယ်ဖြစ်ပေမဲ့ဆီယနာသိမ်းမှုအောက်မှာရောက်နေတဲ့မြန်မာပြည်ကဂျန်စီလူငယ်တွေကတော့ပုံစံမျိုးစုံနဲ့လူရောစိတ်ပါအနာတရားဖြစ်နေကြရပါတယ်။ဆီယနာသိမ်းမှုစန့်ကျင်ရေးမှာပါဝင်ခဲ့တဲ့အသက်19နှစ်အရွယ်မောင်ဆန်းမင်းပိုင်ကတော့အာနာသိန်းနာကိုစန့်ကျင်တော်လှန်မှုတွေကိုလုပ်ရင်မိဘနှစ်ပါးတပ်ဖြတ်ခံလိုက်ရတဲ့မြန်မာပြည်ကဂျန်စီလူငယ်တဦးပါအာနာသိန်းစားကလမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်မှုတွေကိုစစ်တပ်ကပြစ်ခတ်ဖြိုခွင်းခဲ့လို့လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့တဲ့မြို့ပြပျောက်ကြားလူငယ်တဦးလည်းဖြစ်ခဲ့ပါတယ်မြို့ပြပျောက်ကြားလူငယ်အဖြစ်စစ်အာဏာသိမ်းတာကိုစန့်ကျင်ပြီးခဲ့တဲ့2021ခုနှစ်ဩဂတ်လမှာစစ်ကောင်စီရဲ့ဖမ်းဆီးတာခံလိုက်ရပြီးကလေးထောင်လို့အများခေါ်ကြတဲ့တန်လင်းလူငယ်ထိန်းသိမ်းရေးစခန်းကိုရောက်ခဲ့ရပါပြီးခဲ့တဲ့စက်တင်ဘာလ23ရက်မှာတော့တန်လင်းမြို့နယ်တစ်ခုလုံးလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ကြပြီးမြို့အတွင်းအဝင်သာခံပြီးမြို့ပြင်ကိုလူတွေရောကားတွေပါပေးမထွက်တဲ့အထိစစ်ဆေးတင်းကျပ်ခဲ့တဲ့အကြောင်းတန်လင်းမြို့ခံတွေက BBC ကိုဆက်သွယ်ပြောပြကြပါတယ်။နေ့လည်ခင်းကြီးရက်ကွက်တွေတဲ့စစ်တပ်ကပိတ်ဆို့ပြီးအိမ်တွေကိုတအိမ်တက်ဆင်းဓာတ်ပုံတွေပြပြီးလိုက်လံစစ်ဆေးရာတွေလုပ်ခဲ့ပေမဲ့အကြောင်းအရင်းကိုတိတိကျကျမသိခဲ့ကြရပါဘူး။တကယ်တော့အဲ့ဒီနေ့ကတန်လင်းလူငယ်ထိန်းသိမ်းရေးစခန်းမှာစစ်ကောင်စီကိုစန့်ကျင်တဲ့နိုင်ငံရေးမှုတွေနဲ့အကျဉ်းချနေသူလူငယ်14ယောက်ထောင်ဖောက်ပြေးခဲ့ကြတာပါအဲ့ဒီအထက်မှာမောင်ဆန်းမင်းပိုင်လည်းပါပါတယ်အခုတော့သူတို့အားလုံးလွတ်မြောက်ဘေးကင်းရာနေရာကိုရောက်နေကြပြီလို့ဆိုကြပါတယ်မိဘရေစီရောက်လာတဲ့ကျမစိုးစက်တင်ဘာလ29ရက်နေ့မနက်ပိုင်းမှာတော့လွတ်မြောက်နေမြေရောက်နေတဲ့မောင်ဆန်းမင်းပိုင်စီကိုတည်င်းစိုးတစ်ခုရောက်လာခဲ့ပါတယ်ရက်ွက်ထဲကတငယ်ချင်းတယောက်ကမင်းစိတ်ခခိုင်ထားနော်ဆိုပြီးဖုန်းဆက်တယ်အဖေနဲ့အမေကိုအရက်ဝတ်တွေနဲ့အိမ်စီးကားတွေနဲ့ပြူစောထီတွေအိမ်ပေါ်လာပြီးတနက်နဲ့ပြစ်သွားတယ်တဲ့တနက်တန်တွေလည်းဆူညံသွားတယ်သူတို့ထွက်သွားတော့ဘီနာကလူတွေအိမ်ပေါ်တက်ကြည့်တာအဖေနဲ့အမေကသူ့ရိုင်ထဲမှာစုံနေပြီလို့မောင်ဆန်းမင်းပိုင်ကမိဘနှစ်ပါးတည်ဆုံးရတဲ့ဖြစ်ရပ်ကိုပြန်ပြောပြပါတယ်လာရောက်ပြစ်ခတ်ချိန်မှာဂလဲ့စားခြေတာလို့ပြောသွားတာတွေရှိပြီးလက်နက်ကင်အရက်ဝတ်တွေဟာရက်ကွက်ထဲအထိညနေခင်းလူစီကားချိန်လာပစ်ခတ်သွားတာကြောင့်ဒီလူတွေဟာစစ်ကောင်စီလက်အောက်ကပြူစောတိအဖွဲ့တွေဖြစ်တယ်လို့ရက်ကွက်ဒေသခံတွေကသတ်မှတ်ပြောဆိုကြပါတယ်။လာရောက်ပစ်ခတ်တပ်ဖြတ်ချိန်မှာပြောဆိုသွားတဲ့ဂလဲ့စားခြေရာဆိုတဲ့ပြောဆိုချက်ဟာအဲ့ဒီနေ့မနက်ပိုင်းကတောင်တကုန်း25ရက်ကွက်ကရက်ကွက်အုပ်ချုပ်ရေးမှုလင်မယားပစ်ခတ်ခံရတာကြောင့်ဖြစ်နိုင်တယ်လို့လည်းကိုစံမင်းပိုင်ကပြောပါတယ်။အဲ့ဒါကိုကျွန်တော်နဲ့ဆက်တယ်လို့သူတို့ဆွဆွဲထင်မြင်ပြီးလှုပ်သွားတာလို့သူကပြောပါတယ်။အသက်58နှစ်အရွယ်စီရှိကြတဲ့မောင်ဆန်းမင်းပိုင်ရဲ့မိခင်ဒေါ်တီတီစိုးနဲ့ဖခင်ဖြစ်သူဦးစန်းမြင့်ကတော့ပြစ်ခတ်မှုကြောင့်တည်ဆုံသွားပြီး
နာရီကိုလည်းတိတ်တဆိတ်လှုပ်ခဲ့ကြရသလိုနာရီမှလည်းစစ်တပ်ရဲ့စောက်ကြည့်ခြင်းကိုခံခဲ့ရပါတယ်။မိသားစုရဲ့အငယ်ဆုံးသားသမက်ကကျောင်းသားအာနာသိန်းစန့်ကျင်လှုပ်ရှားမှုတွေမှာပါဝင်နေတဲ့အငယ်ဆုံးသားလေးကြောင့်ဖခင်ဖြစ်သူနဲ့အကိုဖြစ်သူဟာလည်းစစ်ကြောရေးမှာရိုက်နှက်စစ်ဆေးမေးမြန်းတာတွေခံခဲ့ကြရပူတယ်လို့သူကပြောပြပါတယ်။အမေကတော့တန်လင်းထင်းသေးစကမ်းမှာယုံထုတ်ရင်လာတွေ့တယ်။စီးနဲ့ပတ်စံတွေပေးတယ်။အဖေကတော့အဲ့ဒီအချိန်ကကျွန်တော်စိတ်နဲ့အိပ်ရတဲ့လဲနေပြီ။ကျွန်တော်ထောင်ဖောက်မပြေခင်တလားလောက်မှာတော့အိမ်နဲ့အဆက်အသွယ်ပြတ်ခဲ့တယ်လို့မောင်ဆမ်းမင်းပိုင်ကမိဘတွေနဲ့နောက်ဆုံးအဆက်အသွယ်ရခဲ့တဲ့အခြေအနေကိုပြောပြပါတယ်။စိတ်ထိခိုက်ရတယ်။အိမ်ကြီးအဖြစ်လုပ်ပြီးတော်လိုင်းကြီးမှာပါဝင်ခဲ့တာတော့ကြာပါပြီ။အခုဆိုပြန်စရာအိမ်လည်းမရှိတော့ဘူး။အဖေနဲ့အမေလည်းကျွန်တော်ကြောင့်အသက်ခံလိုက်ရပြီ။အကိုနဲ့အမကိုလည်းမျက်နှာမပြရဲတော့ဘူး။ဒီသက်အကိုနဲ့အမကိုလည်းပြန်မတွေ့ရတော့ဘူးထင်တယ်လို့မောင်ဆမ်းမင်းပိုင်ကကြေကွဲစွန့်နစ်တဲ့အတန်နဲ့ပြောပြပါတယ်။ဂျမလွန်ကမိဘတွေစီအမားစကားလွမြောက်နေမျိုးကိုရောက်နေတဲ့မောင်ဆမ်းမင်းပိုင်ရဲ့စိတ်တွေဟာအာနာရှင်ကိုစန့်ကျင်မဲ့ဆိုတဲ့ခံယူချက်စီကတော့မလွတ်မြောက်နိုင်သေးဘူးလို့ဆိုပါတယ်။ရန်သူကရန်သူလိုပြုတ်မှုနေတယ်။ကျွန်တော်တို့လည်းလှုပ်ရှားရှိတာဆက်လုပ်ရမယ်လို့သူကဆိုပါတယ်။မိဘရင်ခွင်နဲ့ဝေးခဲ့ပြီးနောက်တေကွဲထက်ကြုံလာရပြီမယ်။ဆက်ပြီးဒေါ်လာနေအောင်မယ်လို့ဆိုပါတယ်။ပြောခွင့်မရှိတော့ပေမဲ့ကြားနိုင်အောင်မယ်ဆိုရင်တမလွန်ကမိဘတွေကိုသူပြောချင်တာကတော့ဖေးအိမ်မက်တွေကိုချိုးဖြတ်ခဲ့တဲ့ကျွန်တော်လိုသားမျိုးမမွေးပဲနဲ့ကျွန်တော်အမလိုမိဘဂျေစုတည်တတ်ပြီးကျွန်တော်အကိုလိုစာတော်တဲ့သားမျိုးမွေးပါလို့ပြောချင်တယ်။နောက်ဘဝမှာအဖေနဲ့အမေလူပြန်ပြင်သားကောင်းသမီးကောင်းနဲ့တွေ့ပါစေလို့ကျွန်တော်ဆုတောင်းပါ